မြေကြီးလုံးဝမရှိတနိုင်ငံလုံးကိုကတ်တရာတွေကြီးပြင်ထားတဲ့ကမ္ဘာထူးဆန်းဆုံးနိုင်ငံအကြောင်းကိုတင်ကြားဦးပါသလားကမ္ဘာပေါ်မှာတစ်ပင်ဆိုင်ဖို့နီနီတာရှေးရှားစရာမြေကြီးကြောင့်ရှာမတွေ့နိုင်တဲ့အထိနိုင်ငံလုံးကိုကွန်ကရစ်တွေနဲ့ကတ်တရာတွေကြီးပဲတိတ်တဲစွာခင်းထားတဲ့နိုင်ငံတစ်ခုရှိပါတယ်အဲ့ဒါကတော့မူနာကိုနိုင်ငံပဲဖြစ်ပါတယ်ဒီနိုင်ငံကရန်ကုန်မြို့ရဲ့ရုပ်ကတစ်ခုစားလောက်ပဲကျဲဝန်းပြီးကမ္ဘာဒုတိယအသေးဆုံးနိုင်ငံပါဒါပေမဲ့ထူးဆန်းတာကတဘာဝအတိုင်းပေါရောက်တဲ့တောတောင်တစ်ပင်နဲ့မြေရိုင်းဆိုတာဒီနိုင်ငံမှာလုံးဝမရှိပါဘူးမြေပြင်တစ်ခုလုံးလမ်းတွေအဆောက်အဦတွေဖြစ်နေတဲ့အတွက်တစ်ပင်ဆိုင်ရှင်ရင်အိမ်တွင်ပန်းဦးတွေထဲမှာဆက်ရပါတယ်အစင်းရောင်တဘာဝပန်းချံငယ်တွေရှိပေမဲ့ခဲတာတွေဟာကွန်ကရစ်ပေါင်ခန့်တိုက်ခေါင်မိုးတွေပေါ်မှာမြေကြီးစုတွေကိုတည်ယူပြီးဒိဗ္ဗံနီးကြဖန်တီးထားရတဲ့အလားဆိုင်ပန်းချံတွေပဲဖြစ်ပါတယ်လူဦးရေပုံမိုထူထပ်လာပြီးမြေကြီးကလည်းလုံးဝမရှိတဲ့အတွက်မိုနာကိုအစိုးရဟာလက်ရှိမှာပင်လယ်ထဲကိုကြောက်ခဲတွေကွန်ကရစ်တုံးကြီးတွေတန်းတဲ့ရှိဖို့သွင်းပြီးပင်လယ်ထဲကနေမြေခွက်အသစ်တွေကိုရှယ်ထွင်းနေရပါတယ်ပင်လယ်ပြင်ကိုကွန်ကရစ်ဖို့ထားတဲ့နေရာတွေပေါ်မှာကွန်ကရစ်လမ်းတွေထပ်ထင်းပြီးဘီလီယံရှည်တန်တဲ့တိုက်ခန်းတွေကိုဆောက်လုပ်နေကြတာပါဒါပေမဲ့မထင်မှတ်ထားတဲ့အချက်ကတော့ဒီလိုမြေကြီးမရှိတော့တဲ့ကွန်ကရစ်တော်ကြီးဟာကမ္ဘာမှာဆင်းရဲဆုံးနေရာမဟုတ်ဘဲကမ္ဘာတန်းကျွယ်တထေးတွေစုဝေးရနေရပဲဖြစ်ပါတယ်မိုနာကိုနိုင်ငံမှာနေထိုင်သူ3ယောက်မှာ1ယောက်ဟာအနည်းဆုံးဒေါ်လာတန်းကျွယ်တထေးတွေဖြစ်ပါတယ်မိုနာကိုနိုင်ငံရဲ့ကတ္တရာလမ်းတွေပေါ်မှာကာစီနိုယုံတွေနဲ့တထေးတွေရဲ့အိမ်တွေကြီးပဲအပြည့်ဆောက်ထားတဲ့အတွက်ရဲစခန်းတွေဆောက်ဖို့အတွက်နီးနေရတော့မရှိပါဘူးဒါကြောင့်သူတို့ရဲ့ပြင်မရဲစခန်းကြီးကိုညီအောင်လန်ကိုကြီးတစ်ခုလိုတူပြီးညီအောင်ထဲမှာပဲဆောက်ထားရတာပါဒါတွေတည်းမကပါဘူးတနိုင်ငံလုံးမှာရှိတဲ့လမ်းတွေဓာတ်တွေကားတွေအဆောက်အဦထောင်းတွေကိုရောင်လုံးပြည့် CCTV တွေနဲ့စောင့်ကြည့်နေပြီးရဲအင်ဟာကလည်းလူဦးရေနဲ့တွေ့ရင်ကမ္ဘာမှာအများဆုံးမို့ပြင်းမှုဖြစ်ပွားနှုန်းဟာ300%နီးပါးဖြစ်ပြီးကမ္ဘာလုံးစုံမြေအောက်ထင်းချုပ်ရေးနိုင်ငံရှင်းနေတာကရန်ဆန်ပြပါတယ်ရိုးရိုးနိုင်ငံတွေမှာ Formula 1 F1 ကားပြိုင်ပွဲလုပ်ဖို့တီးတန့်ကွင်းကြီးတွေတောင်းလို့ရှိပေမဲ့မိုနာကိုမှာတော့ခွင့်စားဖို့အတွက်မြည်မရှိပါဘူးပြိုင်ပွဲနည်းရင်လမ်းဘေးကအကာရန်တွေကိုရဲတပ်ပတ်အနှဲငယ်အတွင်းအမြန်ဆောက်ပြီးကမ္ဘာအမြန်ဆုံးပြိုင်ကားတွေကိုမြို့ထဲကလမ်းချင်းလေးတွေခွေးကောက်တဲ့လမ်းတွေပေါ်မှာမိုင်း100ကျော်နှုန်းနဲ့တိုင်ခိုင်းတာဖြစ်လို့ F1 သမိုင်းမှာအချင်းဆုံးနဲ့အနေရရှိဆုံးတတိယပြိုင်ခွင့်အဖြစ်သတ်မှတ်ခံထားရပါတယ်ပြိုင်ပွဲပြီးလာတဲ့လမ်းတွေကိုတန်ရှင်းလုပ်ပြီးရိုးရိုးလမ်းအဖြစ်ပြန်ဖွင့်ပေးတာကလည်းဟန်အော်စရာပါပဲမိုနာကိုနိုင်ငံမှာကမ္ဘာအကြီးဆုံးကာစီနိုရုံကြီးကြောင့်တထေးတွေကြားမှာလွန်ရည်ပန်းစားနေတာပါဒီနှစ်ကိုလောင်းကစားကနေဝင်ငွေဘီလီယံရှိရနေပါတယ်ဒါပေမဲ့မိုနာကိုအစိုးရဟာသူ့နိုင်ငံသားစစ်စစ်တွေကိုကာစီနိုရုံထဲကိုဝင်ခွင့်ရောလောင်းကစားလုပ်ခွင့်ပါဥပဒေအရပိတ်ပင်ထားပါတယ်ကာစီနိုကစားခြင်းရင်နိုင်ငံခြားသားဧည့်သည်သို့မဟုတ်ဗီဇာနဲ့လာနေတဲ့တထေးတွေပဲကစားရတာပါနိုင်ငံသားတွေလောင်းကစားကြောင့်စီးပွားပြတ်မှာဆိုလို့အစိုးရကကာကွယ်ထားတဲ့ထူးဆန်းတဲ့ဥပဒေပါတန်းကျွမ်းတထေးတွေကိုဆွဲဆောင်နိုင်တဲ့ကြီးမားဆုံးလိုဝက်ချက်ကတော့မိုနာကိုနိုင်ငံမှာနေထိုင်သူတွေဟာဟိုဘာဝင်ငွေခွန်လုံးဝပေးကြမလို့ပါဘူးပိုင်ဆိုင်မှုခွန်နဲ့အမြတ်ခွန်လည်းလုံးဝမရှိပါဘူးပြင်သစ်ဂျာမနီ UK လိုနိုင်ငံတွေမှာဝင်ငွေများရင်များတယ်လို့40%ကနေ50%အထိအခွန်အပြတ်အသက်လှောင်ရတဲ့အတွက်တထေးတွေဟာသူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကရတဲ့ပိုင်ဆိုင်တွေကိုအပြည့်အဝသိမ်းဆည်းနိုင်ဖို့မိုနာကိုနိုင်ငံမှာလာရောက်နေထိုင်ကြတာပဲဖြစ်ပါတယ်တို့ပေမဲ့ပြင်သစ်နိုင်ငံသားတွေကလွယ်၍တန်တဲ့နိုင်ငံသားတွေအားလုံးဒီအခွင့်အရေးကိုရပါတယ်မိုနာကိုနိုင်ငံမှာလူဦးရေ80လောက်ကိုရဲတယောက်နှုန်းရှိပါတယ်ဒါမှပေါ်မှာဒေါ်လာတန်းချီတန်းနဲ့လုံးဝရေတနာတွေဝစ်စင်ပြီးညနဲ့တကောင်လမ်းလျှောက်ရင်တော့ဘာအနေမှမရှိပါဘူးမိုနာကိုမှာလက်ရှိလူဦးရေ3900ကျော်ရှိနေပြီးကမ္ဘာပေါ်မှာလူဦးရေတိတ်တဲစာအမြင့်ဆုံးနဲ့ကျန်းမြတ်ဆုံးနိုင်ငံဖြစ်နေပါပြီနေထိုင်ကြမြေကြီးမရှိတာကြောင့်အနာဂတ်အတွက်ဖူးစမ်းတဲ့နီလန်းတွေနဲ့ဖြည့်ရှင်းနေရပါတယ်ပင်လယ်ထဲကိုအေးရမှကွန်ကရစ်တုံးကြီးတွေချလာမျိုးပင်လယ်ထဲကရေတွေကိုစုပ်ယူပြီးတတိယလမ်းတွေအဆင့်မြင့်တိုက်ခန်းတွေပန်းချံတွေကိုဖန်တီးနေတာဖြစ်ပါတယ်ဒီနီလန်းဟာသူတို့နိုင်ငံရဲ့နယ်မြေအကျယ်ဝန်းကိုရှောက်ရောက်ခါနှုန်းလောက်အထိတိုးရှက်နိုင်ခဲ့ပြီးပဲဖြစ်ပါတယ်နောက်တစ်နည်းကတော့မြေပြင်မှာနေရာမရှိတော့တဲ့အတွက်စောက်အဝူးတွေကိုအပေါ်ကိုပဲအထက်အမြင့်ကြီးတွေစောင့်နေရပါတယ်မိုနာကိုနိုင်ငံရဲ့နာမည်ကြီးတိုက်တိုက်ဟာအထက်49ထက်ရှိပြီးကမ္ဘာကြီးအကြီးဆုံးပန်းဟောင်းအင်အားတွေပါဝင်ပါတယ်မြေပြင်ချင်းလေးပုံမှာအထက်တွေအများကြီးစောက်ပြီးလူဦးရေဆန်အောင်မြို့တဲ့စနစ်ပါမိုနာကိုနိုင်ငံမှာမြေပေါ်တွေမကပဲရေအောက်ထဲမှာပါမြို့တစ်မျိုးစာဖွဲ့စည်းထားပါတယ်ရဲစခန်းတွေကားပါကင်တွေမြေရထားဘူတာယုံတွေရေးဝယ်စင်တာတွေနဲ့လမ်းမအရှို့ကိုမြေအောက်လန်ကူကြီးတွေထဲမှာဆောက်လုပ်ထားတာပါလူဦးရေပိုများလာရင်ပြီးအောက်ဖက်ကိုထပ်မံတိုးချဲ့ဖို့သူတို့မှာအစီအစဉ်ရှိပါတယ်နောက်ပြီးမိုနာကိုနိုင်ငံဟာဒီမိုကရေစီစနစ်တမဟုတ်ပဲဘရင်စနစ်ကိုကျင့်သုံးပါလိမ့်နိုင်ငံမှာရွေးကောက်တင်မြှောက်ထားတဲ့လွတ်တော်ရှိပေမဲ့လက်ရှိဘရင်ဖြစ်တဲ့အဲဖတ်မှာကြီးမားတဲ့နိုင်ငံရေးအာဏာရှိနေစေဖြစ်ပါလေဥပဒေအသစ်တွေကိုဘရင်ကသဘောတူမှသာအတည်ပြုလို့ရပါလေဒါကြောင့်ပြည်သူတွေမှာလွတ်လပ်စွာမဲပေးခွင့်ရှိပေမဲ့အကျွမ်းမဲ့ဒီမိုကရေစီနိုင်ငံတွေလောက်တော့အာဏာမရှိပါဘူးမိုနာကိုနိုင်ငံရဲ့ကမ္ဘာလက်ခရီးသွားတွေကိုဆွဲဆောင်နေတဲ့ဒီကအချက်တွေကတော့ဒီနိုင်ငံရဲ့ဘီတုကလက်ရာတွေဟာအရန်ခမ်းနားလွန်းလို့နောက်ကစားမလို့တဲ့ခရီးသွားတွေတောင်အဆောက်အုံအပြင်စင်ကိုလာရောက်ဓာတ်ပုံရိုက်တွေရှိကြပါလေမင်းသားကြီးဂျိမ်းစ်ဘွန်ရဲ့ရုပ်ရှင်တွေထဲမှာလေဒီနေရာကိုအမြဲတွေ့ရတတ်ပါလေမိုနာကိုနိုင်ငံရဲ့ပင်လယ်စိတ်ကမ်းမှာစိုက်ထားတဲ့ကမ္ဘာအရှမ်းသာဆုံးတထေးကြီးတွေရဲ့ဘီလီယံရှိတန်တဲ့ဇိမ်ခံသင်္ဘောကြီးတွေကိုညီတွေ့ရလာဟာလေခရီးသွားတွေအတွက်မျက်စိပရိသတ်တစ်ခုဖြစ်စေပါတယ်နောက်တစ်ခုကတော့ပင်လယ်ကမ်းပါကြီးပေါ်မှာကပ်ပြီးဆောက်ထားတဲ့ကမ္ဘာကျော်ပြားတိုက်ကြီးတွေပဲဖြစ်ပါလေထိုးဆန်းတဲ့ပင်လယ်ရေတတော်ဝါတွေငမန်းတွေနဲ့ပင်လ
လဲရေအောင်သုတေသနပစ္စည်းတွေကိုပြသထားလို့မိသားစုလိုက်လာရောက်လက်ပတ်သူတွေကြားတွေ့တဲ့နေရာပါမူနာကိုနိုင်ငံမှာအခုစရိတ်မရှိပေမဲ့နေထိုင်စရိတ်ကကမ္ဘာအမြင့်ဆုံးထဲမှာပါပါတယ်ရက်စစ်မီတာကရေဘိုးတွေကတာမဲနိုင်ငံတွေထက်ပိုဈေးကြီးတဲ့အပြင်အဓိကအကြဆုံးကအင်္ဂါကနဲ့အင်ချမ်းမြေဈေးနှုန်းပါပဲမူနာကိုမှာတလကိုအင်္ဂါကတင်ဒိန်းရာရှိပြရတာမျိုးတကယ်မရှမ်းတာမနေနိုင်တဲ့နိုင်ငံဖြစ်နေတာပါမူနာကိုတနိုင်ငံလုံးဟာဘာကြောင့်ရှမ်းတာနေရလဲဆိုတာမေးခွန်းထုတ်စရာပါကမ္ဘာထိပ်တန်းတထဲကြီးတွေမူနာကိုမှာပိုပြီးရှမ်းတာလာရတဲ့အကြောင်းရင်းကတော့1869ခုနှစ်ကတည်းကမူနာကိုနိုင်ငံဟာလုပ်ငန်းကြီးတိတ်အခွန်ကင်းလွတ်ခွင့်ရှိတာပါပဲတထဲကြီးတွေတည်ဆုံသွားတဲ့အခါပြည်ရန်ရှိတဲ့စီးစိမ်တွေကိုတားသမီးတွေကိုလွှဲပြောင်းပေးရင်လည်းအမွေဆက်ခံကုန်ပေးကြမလို့ပါဘူးအင်းရှမ်းပြည်နယ်ပိုင်ဆိုင်မှုအပေါ်ကောက်ခံတဲ့ဝဲတက်လည်းမရှိတဲ့အတွက်ရိုးဆက်တစ်ခုပြီးတစ်ခုစီးစိမ်တွေမလျော့ပါသွားပဲပုံမှုပွားများလာနိုင်ကြတာပါနောက်တစ်ချက်ကတော့မူနာကိုရဲ့ဘဏ်လုပ်ငန်းစနစ်တွေမှာကမ္ဘာလုံးချုံဆုံးနဲ့အကောင်းဆုံးစင်းတဲ့မှာပါပါတယ်တထဲကြီးတွေရဲ့ငွေကြေးစီစဉ်မှုနဲ့ပိုင်ဆိုင်မှုလူဝဲချက်တွေကိုအပြည့်အဝကာကွယ်ပေးထားတဲ့အတွက်ကမ္ဘာတဝန်းကရင်းနှီးမြှောက်နှံသူတွေဟာသူတို့ရဲ့ဥစ္စာဒနာတွေကိုဆက်ချလက်ချလာရောက်တင်းဆဲထားကြပါလေမူနာကိုမှာလမ်းလျှောက်ထွက်ရင်တော့ဘီလီယံနာအရှင်းချင်းတွေးဆုံနိုင်လောက်အောင်တန်မိုးကြီးစိန်ခံနေရတွေနဲ့ပြည်နှံ့နေပါလေတထဲရှင်းကလပ်တွေပွဲတွေမှာတွေးဆုံရင်နောက်ထပ်ဘီလီယံရှိတန်းတဲ့စီးပွားရေး project တွေကိုဘူပေါင်းလောက်ခံခွင့်ရကြပြီးငွေကနေငွေကိုပြန်ပွားစေတဲ့လေယာစနစ်ကြီးလိုဖြစ်နေတာပါဒါကြောင့်ဒီနိုင်ငံမှာစင်းရဲသားလုံးဝမရှိပါဘူး